ရင်ဘဝတစ်ခုလုံးဟာနေသလိုကွယ်ရေပေါင်းမင်းနဲ့မပြေအိုးတပွဲလူဆိုရတယောက်စီမနေနိုင်တဲ့တရဝါတွေပဲလို့ဆိုစမရှိခဲ့လေအဖော်မွန်တွေနဲ့အိမ်တောင်တွေနဲ့တဲ့တဲ့မြဲကိုမာတော့နေတကောင်နဲ့မျက်စိလေတွေ့တာသူတော့ရှိပါတယ်ตายရတဲ့ဘဝတစ်ခုစောက်ရန်ရည်ရွယ်ဒါပေမဲ့မဖြစ်ခဲ့ဘူးကွယ်တစ်ချိန်ငိမ်တော့တနေ့ရတော့တစ်စုံတစ်ခုသောအကြောင်းနဲ့ပြဲသွားမြဲမယုံကြည်နိုင်လောက်အောင်